ပရိသတ်များအားလုံးပဲမင်္ဂလာပါခုနှစ်ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရင်နီပြည်ဖားဆောင်မြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးကမိုင်းဆွဲခံရပြီးစစ်ဗိုလ်ကြီး38ဦးအပါအဝင်စစ်ခွေးပေါင်း200ကျော်တေဆုံးကြောင်းသိရှိပါတယ်ကရင်နီပြည်ဖားဆောင်မြို့ရှိလက်ကျန်တရင်ကိုအင်အားခေတင်းနိုင်ရေးအတွက်စစ်တပ်ကစစ်မှုထမ်းတပ်သားများကိုအသေးခံခိုင်းပြီးခြိတက်နေသဖြင့်စစ်မှုထမ်းတပ်သားတဲ့အများပြားထိကြိုက်သေးဆုံးလျက်ရှိကြောင်းကရင်နီတော်လန်ဤသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားပါတယ်ဖေဖော်ဝါရီလ4ရက်နေ့မှစ၍ဘောလခဲမြို့သို့ရောက်ရှိနေသောအကျန်းပဲစစ်တပ်စစ်ကြောင်းကဖားဆောင်မြို့ရှိတခုတည်းသောလက်ကျန်တန်ရင်ဖြစ်သည့်ခလာရ35တန်ရင်သို့စစ်ကူအင်အားဖိတင်နိုင်ရေးအတွက်စစ်မှုထမ်းတပ်သားအင်အား900ကျော်အသုံးပြုကာရှေ့ဆုံးမှအသေးခံတက်ခိုင်းနေသဖြင့်ကရင်နီတော်လန်ဤပူပေါင်းတပ်ဖွဲ့များနှင့်နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းရင်းတိုက်ပွဲများအတွင်စစ်မှုထမ်းတပ်သားအများအပြားထိကြိုက်သေးဆုံးလျက်ရှိတော်လဲနောက်ပြန်ဆုတ်ခွင့်မပေးဘဲကြန့်ရှိနေသောစစ်မှုထမ်းတပ်သားများထင်ဆက်လက်ချီတက်နေကြောင်းသိဟောပါလေသူတို့ကဖားဆောင်ရောက်ဖို့အတွက်တောက်လျှောက်အလုံးအင်းနဲ့ထိုးနေတာတေလဲဆက်တက်နေတာပဲထိကြိုက်မှုများလဲတက်နေတာပဲအဓိကတော့ဖားဆောင်ရောက်ဖို့ပဲလက်ရှိကြံနေတဲ့တက်ကိုအချိတ်ဆက်ရဖို့စစ်ကူပို့နိုင်ဖို့တောက်လျှောက်အလုံးအင်းနဲ့ထိုးနေတာဖြစ်ပါတယ်ပတ်စာတွေကိုရင်းပြီးတော့တောက်လျှောက်တက်နေတာတေတာတွေရောဒဏ်ရာရတာတွေရောတော်တော်လေးများလေအင်အားကတော့ယာချီရှိလောက်တယ်ဟု၍ကရင်နီတော်လန်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားပါတယ်ကရင်နီပြည်တွင်စစ်တပ်၏စစ်ကြောင်းထိုးမှုကြောင့်ဒီမို့ဆိုဖရူဆိုထားလဲနန်းဖဲဘောလခဲလိုင်းတလျှောက်တိုက်ကွဲများပြင်းထန်နေပြီးအများပြည်သူများဖျက်တမ်းတွာလာခွင့်ကို KNDF ကရက်အကန့်အသတ်မရှိပိတ်ပင်ထားပါတယ်ဖေဖော်ဝါရီလ9ရက်နေ့စပြီးဖရူဆိုမြို့မှထွက်လာသောစစ်တပ်စစ်ကြောင်းတချို့ကဖရူဆိုထားလဲလမ်းနှင့်နန်းဖဲကျေးရွာဘက်သို့ရောက်ရှိနေကြောင်းကရင်နီတော်လန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်တိုက်ပွဲများဖြစ်ပွားနေကြောင်းထို့ကြောင့်ယမတ်နေ့ဖေဖော်ဝါရီလ6ရက်နေ့မှစ၍ဒီမော့ဆိုဖရူဆိုထားလဲနန်းဖဲဘောလခဲလမ်းမကြီးကိုရက်အကန့်အသတ်မရှိပိတ်ထားမိဖြစ်ကြောင်းပြည်သူများအနေဖြင့်ဖျက်သိမ်းသွားလာခြင်းမပြုလုပ်ကြပါရန် KNDF ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးသွားမှာကတော့တနင်္သာရီတိုင်းပလောမြို့နယ်မင်းပြင်ရွာတို့အကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူတအူးတေဆုံးကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါတယ်။ဖေဖော်ဝါရီလ6ရက်နေ့နနက်ပိုင်းတွင်ပလောမြို့နယ်မင်းပြင်ရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာဖုန်ကြီးကျောင်းအနီးကိုကြားရောက်ပောက်ကွဲသည့်ပြည်သူတအူးတေဆုံးခဲ့ကြောင်းအကြမ်းဖက်စစ်တပ်သည်ကျေးရွာအတွင်တိုက်ကွဲဖြစ်ပွားမရှိဘဲဘုံကျဲတိုက်ခိုက်နေသဖြင့်ပြည်သူများဘီးလွတ်ရာတင်းရှောင်နေရကြောင်းသိရပါတယ်။ဘာတိုက်ကွဲမှဖြစ်ပွားတာမရှိဘဲစစ်ခွေးတွေကဒရုန်းနဲ့လာကျဲသွားတာလို့သိရတယ်။ဖုန်ကြီးကျောင်းအနီးကိုဒရုန်းဘုံချပြီးပြည်သူတအူးတေဆုံးတယ်လို့သိရတယ်။ပြည်သူတွေလည်းဘေးလွတ်ရာရှောင်နေရတယ်လို့ဒေသပြည်သူတအူးကပြောဆိုပါတယ်။အလားတကူယမက်နှစ်ဇန်နဝါရီလ6ရက်နေ့ကလည်းပလောမြို့နယ်ရှက်ပုံရွာကိုအကြမ်းဖက်စစ်တပ်ကထပ်မံမီးရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်90ကျော်မီးလောင်ပြာကျခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ကပြည်သူပိုင်နေအိမ်များကိုစက်တိုက်မီးရှို့နေကြောင်းသိရှိရပါတယ်။ဇန်နဝါရီလ30ရက်နေ့ကလည်းရှက်ပုံရွာကိုအကြမ်းဖက်စစ်တပ်ကမီးလောင်ပုံများကြားတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်90ကျော်မီးလောင်ပြာကျခဲ့ပြီးလက်ရှိအချိန်ကျေးရွာနေပြည်သူများစစ်ပေးရှောင်နေရကြောင်းစားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်းသိရပါတယ်။ရှစ်ပုံရွာကိုစစ်ခွေးတွေမီးထပ်ရှို့သွားတာမီးလောင်ပစ္စည်းသွားတာအိမ်ချေ90ကျော်သွားပြီလို့သိရပါတယ်။ပြည်သူတွေလည်းအရေးပေါ်စားနပ်ရိက္ခာနဲ့အဝတ်အထည်တွေလိုအပ်နေပါတယ်လို့ဒေသပြည်သူတအူးကပြောဆိုပါတယ်။စစ်တပ်ကပလောမြို့နယ်အတွင်းရှိပလမြို့ပေါ်4ရပ်ကွက်ကိုလည်းဇန်နဝါရီလ29ရက်နေ့မီးရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်88လုံးမီးလောင်ပြကျခဲ့ကြောင်းထို့ခင်ဇန်နဝါရီလ28ရက်နေ့ညပိုင်းကလည်းပလမြို့အနီးရှိတိုရွာကိုစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်